ကျွန်တော်တန်ကြားပါလားခင်ဗျာမကြားပါဆိုလို့ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဒီကချင်းမန်ကိုပဲခြင်းကိုစပြုကြရအောင်ဟာလေလုယာအီမာနွေလကျွန်တော်တို့နဲ့အတူရှိတယ်ဗျာလူငယ်တွေနှစ်ပေါင်းများစွာတွေကကျွန်တော်တို့နဲ့အတူရှိတယ်မနေ့ကလည်းအတူရှိတယ်ဒီနေ့လည်းကျွန်တော်တို့နဲ့ယခုအတူရှိတယ်မနေ့ပြန်လည်းအတူရှိမှာဖြစ်တယ်နောက်နှစ်ပေါင်းများစွာလည်းကျွန်တော်တို့နဲ့အတူကက်ကပါကုံသည့်တိုင်ကိုကျွန်တော်တို့နဲ့အတူရှိမှာဖြစ်ပါလေထိုဘုရားကိုကျွန်တော်တို့ချီးမွမ်းဖို့ကြပါဘယ်လိုစာပြူရမှာလဲဒီလောကကြီးတွေမှာဘယ်လိုရည်တည်နိုင်မှာလဲအရာရာမှာလဲကိုယ်တော်တူရှိခဲ့လေဒီဘဝလေကြီးတွေမှာကျွန်တော်မပါရင်လေဘယ်လိုစာပြူရမှာလဲဒီလောကကြီးတွေမှာဘယ်လိုရည်တည်နိုင်မှာလဲအရာရာမှာလေကိုယ်တော်သူရှိခဲ့လေဒီဘဝကြီးတွေမှာကျွန်တော်ကိုရောမြတ်တာကိုရောနဲ့တူအစင်းနဲ့ရှိခြင်းလူကိုရောပြီးတဲ့အတန်နဲ့တရှင်လူကျွန်တော်အချင်းတိုင်းဒီနေ့ချီရှိကျွန်တော်ရဲ့ဘဝ
ကိုရောကိုချီးမွမ်းပါတယ်ကိုရောသားလေးအကြီးမြတ်ဆုံးဘုရားဖြစ်ကိုရောသားလေးချီးမွမ်းကိုးကွယ်ကိုထိုက်တယ်နဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားကချီးမွမ်းကိုးကွယ်ခြင်းကိုမြင့်တဲ့ဘုရားဖြစ်အဲဒါမျိုးကျွန်တော်တို့ဆက်လက်ပြီးဘုရားကိုချီးမွမ်းယုံကြည်ကိုးကွယ်သူအပေါင်းတချစ်တည်သူမဆိုအီမာနွေလာကဲတင်ရှင်နနလီအောင်ဖြာဒီမာနေဝိညာတိုင်းမာသာလေးအီမာနွေလာမြေတာရှင်အမျိုးချီးမွမ်းကြယုံကြည်ကိုးကွယ်သူအပေါင်းတချစ်တည်သူမဆိုအီမာနွေလာဖြာဒီမာနေဝိညာတိုင်းမာသာလေးဒီမာဝီလာမြေတာရှိတဲ့ကောင်းကြီးဆုံးနေခြင်းအတကောင်းကြီးဆုံးနေခြင်းမြေကြီးရဲ့လာပါခြင်းဒီမာဝီလာကဲတင်ရှိရာရာတိုင်းကိုမြင်လူသိမွေးစွာလမ်းပြခြင်းဒီမာမီလာမြေတာရှိဒီမာမီလာချီကူရှိချီချူရဲ့ခြင်းဖြင့်တန်ပြန်ကုန်တော့ချီမောမတိဆိုတော့ဆုံးမဝါစုချီတော့ကိုယ်ဝဲသူဟာယုံကြည်ကိုယ်ကွယ်သူအပေါင်းတချင်းတည်သူမဆိုအီမာနွေလာကဲတင်ရှင်နနလီအောင်ဖြာချိန်မှာနေဝိညာတိုင်းမာသာလေးအီမာနွေလာမြေတာရှင်တကောင်းကြီးဆုံးနေခြင်းမြေကြီးရဲ့လာပါခြင်းအေမာမီလာကဲတင်စီရာရာတိုင်းကိုမြင်စေခြင်းအလူသိမွေးစွာတမ်းပြခြင်းအေမာမီလာဆုံးနေပါစုကြည်သူကိုတချင်းချူရဲ့ခြင်းဖြင့်အေမာမီလာမြေ
ကိုယ်ွယ်သူအပေါင်းတချင်းတည်းချူမဆိုအေမာနွေလာကဲတင်စီလလီအောင်ဖြာဒီမာနေဝိညာတိုင်းမာစာနေအေမာနွေလာမြေတာရှိနယ်လီအောင်ဖြာဒီမာနေဝိညာတိုင်းမာစာနေအေမာနွေလာမြေတာရှိဟာလေလုယာဂရေဂျေဇုတော်ကိုချီးမွမ်းပါတယ်ကိုရောသားလေးချီးမွမ်းကိုကိုထိုင်တယ်ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ချီးမွမ်းကိုကြီးကြီးကိုလက်ခံလို့ပါဘုရားဒီနေ့ကျွန်တော်တို့ home set အစီအစဉ်မှာနှုတ်ကပတ်တော်ကိုဆင်းလို့တော်ပါကယ်ဒီမရှင်ယေရှုခရစ်တော်နာမတော်ကိုပြုလို့သေးစွာချီးမွမ်းကိုကြပါတယ်ဘုရားသခင်အာမင်အာမင်